အားလုံးပဲမင်္ဂလာပါရှင် SN Reading Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ဆရာကြီးတကုံရွှေမြရဲ့နှစ်ထပ်ကွမ်းလူသိမှုဝတ္ထုတော်ဇာတ်လမ်းလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရန်ကုန်မြို့ကုန်းတယ်လန်လေးတက်တိုက်အဆောက်အုံသေးကြီးတစ်ခု၏ပထမတက်အခန်းကြီးမှာတတုတွင်တတိဦးသားကတို့၏အလုတ်တိုက်ဖြစ်လေသည်ဦးသားကတို့မှာခေပညာတက်လူကြီးတယောက်ဖြစ်၍အသက်မှာ90ဝန်းကျင်သို့ရောက်ပြီးဖြစ်တော်လေနုနယ်တရက်စွာဝေစားပြင်ဆင်တခြင်းကျမ်းမာတန်ရှင်းခြင်းဖြက်လက်သွက်လက်ခြင်းတို့ကြောင့်40ကျော်မြသာရှိသေးသည်ဟုခံမှန်းရ၏လူတို့မြည်သည်ဝါသနာတစ်မျိုးစီရှိတဲ့ကြသည့်အတိုင်းဦးသားကတို့မှာထူးဆန်းသောအယုံများကိုစုဆောင်းရန်ဝါသနာပါရှိသူတယောက်ဖြစ်လေသည်တို့ဖြစ်၍အာဖရိကတိုက်ဘာဒန်မြို့လက်မှုပညာပြပွဲမှာမှာယူဝယ်ယူထားသောစင်ရုပ်ကြီးတရုပ်ကို၎င်းအီတလီပြည်နယ်ဗီနစ်မြို့တွင်ထုတ်လုပ်သည့်ဗီနက်နတ်သမီးကြောက်ရုပ်ထုတစ်ခုကို၎င်းမကြာသေးမီကပင်တရုတ်ပြည်သို့သူကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့သောဆိုဖူခေါ်တရုတ်နတ်ရုပ်ကြီးတရုပ်ကို၎င်းသူ၏လုပ်ငန်းနှင့်ဧကန်၌အလှပြထားခဲ့လေသည်ဦးသားကတို့၏အလုတ်တိုက်သို့ရောက်လာကြသောဧည့်သည်မှန်သမျှတို့မှာအလုတ်ကိစ္စပြည်စည်းသည့်နောက်ထိုအယုံများကိုကြည့်ရှုပြီးလျှင်ချီးကျူးခြင်းအယုံများ၏အကြောင်းအရာများကိုမေးမြန်းခြင်းများကိုပြုလုပ်တတ်ကြရာဦးသားကတို့မှာရင်းသူမေးမြန်းခြင်းကိုပင်ကြည်နူးလျက်ရှိနေတတ်၏တနေ့တနေ့နေ့လယ်12နာရီခန့်အချိန်တွင်သူ၏စရေတယောက်သည်ဦးသားကတို့အလုတ်တိုက်ဧကန်အတွင်းသို့ဝင်ရောက်လာလေသည်ဧကန်အတွင်းရှိဆိုဖာတစ်ခုပေါ်၌ကအသက်40ကျော်50ခန့်ရှိခန့်ညာတရစာဝစ်စားဆင်ရင်ထားသည့်လူကြီးတယောက်သည်စေးတံကိုကိုက်ကသတင်းစာတစ်စောင်ကိုဖတ်လျက်ရှိရမှာသူ၏နာမည်ပါသောကပ်ပြားကလေးကိုစရေးလက်သို့ပေးလိုက်လေသည်ဦးကတထင်းမင်းနဲ့တွေ့စရာရှိပါသလားခမဟုတ်တယ်မောင်အခုချိန်လောက်ဒီမှာတွေ့ဖို့သူကချိန်ထားတယ်ကောင်းပါပြီခမကျွန်တော်သွားကြည့်လိုက်ပါဦးမယ်စရေးကလေးသည်အလုတ်ခန်းထဲသို့ဝင်သွားလေ၏သတင်းစာဖတ်၍ကြံရှိခဲ့သောလူကြီးမှာတရားကလေးစိတ်ယောဂကိုစေယုံမှဆရာဝန်ကြီးဦးတောင်းမြိုင်ဆိုသူဖြစ်လေသည်ဦးတောင်းမြိုင်သည်စိတ်ပညာတွင်ပါတကူတယောက်ဖြစ်ယုံများမကရာဇဝတ်မှုပြစ်မှုကျူးလွန်ခြင်းတဘာဝတ္တဘာသာရပ်များဆင်ခြင်တုံပညာများစူးစမ်းပညာရပ်များတွင်လည်းအတော်ခောက်မိသူတယောက်ဖြစ်လေသည်သို့သောစုံနောက်တယောက်မဟုတ်သဖြင့်ဤဘာသာရပ်များကိုလက်တွေ့အသုံးချရန်အခါခွင့်မရှိခဲ့ကြဦးတောင်းမြိုင်သည်သတင်းစာဖတ်ရမှတတိဦးသားကတို့၏ခန္ဓာကြည့်ကျသောအလုတ်ယုံကို၎င်းအဖိုးတန်ပရိဘောကများရှားပါသောကြောက်ယုံများအဖိုးတန်ပကြီးကားများဖြင့်တစားဆင်ထားသည့်ဧကန်ကြီးကို၎င်းတခဏမျှအခဲခက်ကြည့်ရှုမိ၏တို့ရှိစဉ်အတွင်းဘက်သို့ဝင်သွားသောစရေကလေးသည်ဆရာဝန်ကြီးဦးတောင်းမြိုင်ပေးလိုက်သောကပ်ပြားကလေးကိုကိုင်ကမျက်နှာတွင်သွေးမရှိတဲ့ကဲ့သို့ဖြူပတ်ဖြူရောလျက်ခတ်တုတ်တုတ်ပြန်ထွက်လာပြီးနောက်ဆရာတစ်စိတ်လောက်ခမအထဲကြွပါအောင်လူတယောက်တရားကြီးနဲ့လဲနေတဲ့ခမသွေးတွေလဲအိုင်ထွန်းလို့ကျွန်တော်စိတ်ထင်တော့သိနေပြီထင်တယ်ဦးတောင်းမြိုင်မှာမနေသားတော့ပဲအခန်းတွင်းသို့လိုက်ပါသွားရလေတော့ဤအလုတ်ခန်းဟုပင်ဆိုရတော့လေအတွင်းနှင့်အခန်းခန်းမဆောင်ကြီးတစ်ခုတစ်ဖွဲရုပ်လုံးကြီးများပကြီးကားချက်များအလှထွန်းဆွဲမိအိမ်များခစ်ဆန်သောအိမ်တော်ပရိဘောကများဖြင့်ခမ်းနားစွာပြင်ဆင်ထားလေသည်အဝင်ဝဤလက်ရာဘက်တွင်ကြောက်ဖြူနှသမီးရုပ်ထုတစ်ခုရှိ၍လက်ဝဲဘက်ခမ်းမဆောင်၏အလဲလောက်၌ပလင်ကဲ့သို့လူတက်၍ရသောအောက်ခံကုံကြီးပေါ်တွင်ရွှေချထားသောတစ်သားရုပ်ထုကြီးတစ်ခုရှိ၏ရင်းရုပ်ကြီးမှာတရုတ်ပြည်သို့ဦးတာကရိုရောက်စဉ်ကအလာထားရန်ဝယ်ယူလာခဲ့သောဆိုဖူခေါ်တင်မလေးခွေထိုင်နေသည့်တရုတ်နတ်ရုပ်ကြီးဖြစ်လေသည်လေကားတင်များကဲ့သို့အဆင့်3ဆင့်ရှိသောပလင်ကြီး၏ခြေရင်း၌ကောင်းမွန်တရစာဝစ်စင်ထားသောအသက်30ခန့်ရှိလူရွယ်တယောက်သည်သွေးအိုင်ထဲတွင်ပက်လက်လန်ကလဲကျလျက်ရှိနေလေ၏ဦးတောင်းမြိုင်သည်အလောင်းကိုငုံ၍ကြည့်ရှုလျက်ရှိ၏ထိုသူ၏လက်ချောင်းများတွင်အချို့နေရာများ၌ရွှေမုံများကပ်လျက်ရှိနေသည်ကိုထောက်သဖြင့်ထိုသူသည်မသေးမီသူ၏လက်ဖြင့်နတ်ရုပ်ကြီးကိုပုတ်တိုက်သွားဟန်တူပြီးလျင်သူလဲကျသောနေရာ၌ပင်တေဆုံးသွားဟန်နှင့်တူသည်တေသူ၏ရှက်အင်းကြီးအဖြူပေါ်တွင်ရင်မတ်နေရာ၌ရွှဲရွှဲဆိုလျက်ရှိသောသွေးကွက်ကြီးကိုမြင်ရသဖြင့်ဦးတောင်းမြိုင်သည်တေသူ၏ရှက်အင်းကြီးကျဲသည်များကိုဖြုတ်ကြည့်လျာရင်ဝတွင်ဓမြောင်တန်ရာကြီးကိုတွေ့ရလေ၏ချက်ကောင်းကိုရွေးပြီးလျင်အလွန်ပြင်းထန်သောအရှိန်ဖြင့်တစ်ချက်တည်းထိုးဆိုင်လိုက်ဟန်လက္ခဏာရှိ၏ဦးတောင်းမြိုင်သည်အလောင်း၏လက်ဝဲဘက်လက်ကိုကင်ဖမ်းပြီးနောက်အသက်မရှိတော့ပါဘူးနှုတ်ပေမဲ့တေးတာမကြသေးဘူးအများဆုံး2နာရီလောက်ပဲရှိပါသေးတယ်ဒဏ်ရာကလည်းပြင်းထန်လိုက်တာအသေးကိုထုတ်ချင်းခတ်ပြီးသွားတာပဲထထဒီလူကဘာတူလဲသိသလား
စရေးကလေးကတိပါတယ်ခမညာကျွန်တော်တို့တထေးနဲ့အလုပ်ဆက်တူလုပ်တဲ့ဥကိုကိုကြီးပါပဲခမညာသူကဒီကိုမကြခဏလာတတ်သလားမလာတတ်ပါဘူးဗျာအင်မတန်ကိစ္စအရေးကြီးမှတခါတလေလာပါတယ်ဆရာဝန်ဦးတောင်းမြိုင်သည်စေးတံကိုစေးတစုံထည့်လိုက်ပြီးနောက်မိညီ၍တောက်ခါပန်ဝန်းကျင်ကိုကြည့်ရှုစစ်ဆေးလျက်ရှိ၏ဖြူပွေးလာပါတော့ဗီနတ်နသမီးကြောက်ရွံ့ဖြူနှင့်နှိုင်းစာကြည့်လျင်တရုတ်နှရုပ်ကြီးမှလွန်စွာပင်အယုတ်ဆိုးလာပေ၏အခန်းဤမှန်ပတင်းပေါက်တစ်ခုမှဝင်လာသောနေအောင်တန်းကလေးတစ်ခုသည်အယုတ်ကြီး၏အထက်မျက်နှာပြင်တစ်ချမ်းပေါ်သို့ကြာရောက်လျက်ရှိရာကြောက်မျက်လုံးတက်ထားသောမျက်နှာမှာမိမိအားတစ်စီတစ်စောင်းကြည့်နေတဲ့ကဲ့သို့ဦးတောင်းမြိုင်ထင်မိ၏ကျမ်းမြင်မှာကြောက်ကွက်ကဲ့သို့အဖြူအနက်တောင်ကွက်များဖြင့်ကြောက်ပြားများကိုခင်းထား၏အမိုးမှာရှေးမြမာချူပန်းကျူနှင့်မျက်နှာချက်များကပ်ထားသဖြင့်အခန်း၏အလဲတဲတဲတွင်ဖန်ပတိုင်းများတက်ထားသည့်မှန်အိမ်ကြီးတစ်လုံးကိုဆွဲထားပေးလေသည်တရုတ်နှက်ကြီးမှာနောက်ခံတကယ်သပွဲတရုတ်ပန်းများကိုထုလုပ်ထားသောပြင်ချက်တစ်ချက်ရှိ၍တကယ်ပေါ်တွင်ရွံ့တယ်ပန်းတွေများရေးချယ်ထားသည့်အံဆွဲကလေးနှစ်ခုရှိ၏ဒီကနေ့ဦးတာကလေးမလာဘူးလားယခုတတိတော့မလာသေးပါဘူးခမသူကအချိန်မမှန်ပါဘူးခမလာခြင်းပေါက်လာတာပဲစရေးကလေးထံမှသတင်းကိုကြားရသဖြင့်ရုံးဝစ်စုံအဝစ်စားဝစ်စင်ထားသောရုံးလူလင်တယောက်ရောက်လာရာ၎င်းကလည်းဥကိုကိုကြီးဝင်သွားပြီးနောက်မိသူတဦးတယောက်မျှဝင်လဲမဝင်ထွက်လဲမထွက်ကြောင်းသူသည်အပေါက်ဝတွင်အစင်အမြဲရှိနေကြောင်းဖြင့်ပြောပြလေ၏တို့ပြောဆိုလျက်ရှိစဉ်အပြင်ကမ်းမှခက်ပြင်းပြင်းနှင့်လာသောခြေတံတစ်ခုကိုကြားရပြီးလျှင်မျက်နှာဝိုင်းဝိုင်းခက်ဝဝအသက်40ကျော်50ခန့်ရှိလူတစ်ယောက်သည်အတွင်းကမ်းသို့ဝင်လာ၏ထိုအခါတကားဆောင်ယုံလူလင်သည်အပေါက်ဝ၌ရက်ခါထိုသူအားအယိုအသေးပေးလေသည်ဟာဥကိုကိုကြီးပါလားဘလို့ဖြစ်တာလဲယင်စရေးကလေးကဘလို့များဖြစ်ရတယ်လဲမပြောတတ်ပါဘူးဆရာရဲ့ဥတာကတို့ဤမျက်နှာမှာအနှဲငယ်ပြတ်သွားတဲ့ကဲ့သို့မှတ်ထင်ရ၏ထို့နောက်ဆရာဝန်ဦးတောင်းမြိုင်ရှိနေသည်ကိုတတိယတကဲ့သို့နှုတ်ဆက်ရန်လက်ကိုစံတန်းလျက်ဆရာဝန်ဦးတောင်းမြိုင်စကားမဆုံးမီဦးတောင်းမြိုင်ကဟုတ်ပါတယ်ဒါကျွန်တော်နာမည်ပါပဲဦးတာကလေးဆိုတာကျွန်တော်ပါပဲခမညာကျွန်တော်ရဲ့ကိုရေးကူရာကိစ္စတစ်ခုကလေးပြောပြခြင်းလို့ခေါ်တဲ့ဥစ္စာအခုတော့ကိုကိစ္စတောင်ခဏဆိုင်းထားရမလို့ဖြစ်နေပါပြီကျွန်တော်အတွက်အားနာစရာမရှိပါဘူးခမညာထို့နောက်ဦးတာကလေးသည်စရေးကလေးဘက်သို့လှည့်၍ကိုင်မောင်ပဟန်မင်းတီးတလောက်ပြောပြစမ်းမအောင်ဒီလိုခမညာဒီကနေ့မနက်7:00နာရီမှာမနေ့ကဥကိုကိုကြီးပြောထားတဲ့အတိုင်းဗန်တိုက်ကိုကျွန်တော်သွားတယ်ခမညာဗန်တိုက်မှာစရင်တွက်နေတာနဲ့တနာရီလောက်ကြာသွားတယ်ဒါနဲ့ပြန်လာတော့ဟောဒီကဦးမင်းကဆရာနဲ့တွေ့ချင်လို့ချိန်ထားတဲ့အကြောင်းပြောတော့အလောက်ခန်းထဲဆရာရောက်နေပြီအထင်နဲ့ဝင်ကြည့်တာဥကိုကိုကြီးလဲနေတာကိုတွေ့ရတာပါပဲခမညာအလောင်းလဲမြင်ရောကျွန်တော်လဲမကြည့်ဝင်တာနဲ့ဟောဒီကဆရာဝန်ကြီးကိုထွက်ခေါ်တကားဆောင်နဲ့ပြုံးချိုကိုလှမ်းခေါ်ဆရာဝန်ကြီးကဘာကြောင့်သေးတယ်လဲဆိုတာအလောင်းကတရားကိုကြည်နေတော့ဆရာရောက်လာတာပါပဲစရေးမောင်ပဟန်ကအကျိုးအကြောင်းပြောဆိုလျက်ရှိတော့လေဦးသားကလေးမှာစိတ်ဝင်စားဟန်မရှိလားကြီး။ကိုင်ဒီလိုနေလို့မပြီးသေးဘူး။ဟေးဌာနကိုတန်ကြိုးဆက်ဆံမြန်လောက်ွယ်။ဥကိုကိုကြီးသေးတာဟာလူတက်လို့ဆရာဝန်ဦးတောင်းမြိုင်ဘက်သို့လှည့်ကြည့်လိုက်ပြီးနောက်ကျွန်တော်ပြောတာဟုတ်တယ်မလားခမညာ။လူတက်လို့သေးတာဖြစ်မှာပေါ့။ဆရာဝန်ဦးတောင်းမြိုင်သည်စေးတံကိုအေးဆေးစွာမြည်ညီလျက်ရှိလေသည်။ထို့နောက်မှန်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုယ်သူတက်တည်ရင်သူ့လက်ထဲမှာလက်နက်တွေ့မှာပေါ့ဒါမှမဟုတ်ရင်လည်းအ ਨੇ ဆုံးသူ့အလောင်းသားမှာတော့တွေ့ရမှာပေါ့ခမားပြောတာဟုတ်တာပေါ့။ကိုင်မောင်ပဟန်ပလိတ်ကိုအကြောင်းကြားပြီးပြီလား။ပြီးပါပြီဆရာ။စရေးမောင်ပဟန်အပြင်သို့ထွက်သွားသောအခါဥတာကလေးသည်တကားစီသို့လျှောက်သွား၍တကားကိုပိတ်လိုက်လေ၏။တောပေါက်တွင်တော့ကိုလှည့်၍ခတ်ပြီးနောက်ဆရာဝန်ဦးတောင်းမြိုင်ရှိရာသို့ပြန်လာပြီးလျှင်ဒီလိုပြဒီအချိန်မှာခမားကိုဒီရအောင်ခေါ်တာကတခြားမဟုတ်ဘူး။ဥကိုကိုကြီးကိုကျုပ်တက်လိုက်တဲ့အကြောင်းပြောပြမလို့ပါပဲ။ကျုပ်ဖြောက်ချက်ပေးတာခမားလက်ခံဖို့ပဲ။ဘယ်နဲ့လဲခမားချင်းထားတဲ့ပုံကလေးမဟန်ဘူးလားဆရာဝန်ဦးတောင်းမြိုင်မှာပထမတွင်မိုးကြိုးထိမှန်တကယ်သူအံ့ဩတင်သွား၏ဈေးတံကိုပါဇက်မှဖြုတ်ကပခုံးနှစ်ဖက်လှုပ်ရည်သွား၏အော်ခမားမယုံဘူးဟုတ်စားယုံမှာမဟုတ်ပါဘူးလေကျုပ်လည်းအထင်သားပဲဦးသားကလေးသည်နန်းနေသောအတန်ကြီးဖြင့်ဆက်လက်၍နှုတ်ပေမဲ့ဒီဟာအမှန်ပဲဗျဒီခန်းထဲကိုဝင်ဖို့ထွက်ဖို့နီးတွေရှိတယ်။သစိမ့်တရန်လူမသိနိုင်ဘူး။ဦးသားကလေးသည်မျက်နှာကိုတစ်မျိုးပြင်လိုက်ပြီးနောက်ဆက်လက်၍ဒီတော့ခမားဟာအပျော်တန်းစုံတော့တယောက်ပဲ။ကိုင်ကျုပ်ပြဿနာကိုရှင်းပြီးတော့ခမားညံကစားနိုင်ဖို့အဖြစ်အပျက်အားလုံးကိုလည်းခမားမြင်တွေ့နေရပြီ။ခမားရောရဲအရာရှိတွေရောဆိုပါတော့
သူတို့လည်းအခုပဲရောက်လာကြမှာပဲ။ကိုင်းကျုပ်ခဏအပြင်ထွက်ပြီးအိုရီယန်ဟိုတယ်မှာနေ့လည်စာကလေးသွားပြီးစားလိုက်ပါအောင်မယ်။ဒေါက်တာဦးတောင်းမြိုင်သည်ဆေးတံကိုတတိကြီးစွာဖြင့်မြည်ညှိလိုက်ပြီးနောက်မိကျစ်ဆန်ကိုဖနက်ဦးဖြင့်နင်းချေလိုက်သည်။တေတဲ့ဦးဘဘကြီးကခမားနဲ့အလုတ်ပါတနာတွေမဟုတ်လား။ဟုတ်ပါတယ်အင်မတန်လဲကျုပ်ကိုအနှောက်ယှက်ပေးတဲ့အကောင်ပေါ့။ဒါကြောင့်တက်လိုက်ရပါတယ်။ဦးသားကလေးသည်အိတ်ထဲမှဆေးပြင်းလက်ကြီးတစ်လိပ်ကိုဆွဲယူကအေးဆေးစွာမြည်ညှိလိုက်ပြီးနောက်ကျုပ်လောက်ကတတိရှိဖို့နဲ့စဉ်းစားဖို့အများကြီးလိုတယ်ဗျ။သူသည်တကားဘက်ကိုလှည့်ကခြေနှလန်းမြလှမ်းလိုက်ပြီးနောက်ရဲရရှိများကအလိုရှိရင်အိုရီရဲ့မှာကျုပ်ရှိတဲ့အကြောင်းပြောလိုက်ပါတော့နော်။သူသည်တကားရှိရာသို့ရောက်ပြီးဖြစ်၍တကားစီသို့လက်ကိုလှမ်းလိုက်လေ၏။သို့သောအိတ်ထဲမှတော်တဲ့ကိုထုံမြည်အစားဒိုင်ယောင်ပစ္စတိုတနက်ကလေးကိုဖြတ်ခနဲဆွဲထုတ်ကဦးတောင်းမြိုင်အားချိန်လိုက်ပြီးလျင်အတန်ကိုမြင့်နိုင်သမျှမြင့်လျက်ကျုပ်စိတ်ပြောင်းသွားပြီးလက်မြောက်လိုက်မြောက်ဆိုမြောက်လေဗျာဟဲ့လူကျုပ်ပြောတာမကြားဘူးလားဦးသားကလေးသည်တနက်ကိုရှေ့တဲ့သို့ချိန်ထားပြီးခင်ရှေ့သို့အနေငယ်တိုးလာလေ၏ဦးတောင်းမြိုင်သည်တတိကြီးစွာထားသည့်ဟန်ဖြင့်မျက်လုံးများကိုလှမ်း၍ကြည့်လိုက်လေသည်ခမားတနက်ကြီးချထားလိုက်ပါဗျာထိုစကားသည်ဥတာကလူအားတော်ပင်အားသိမ့်၍သွားစီဟန်တူ၏သို့သောလက်မြောက်ရန်ဆက်လက်၍အမိန်ပေးလေသည်ဦးတောင်းမြိုင်ကစေးတံကိုမြင်ကြီးလိုက်ပြန်လေသည်တယောက်တက်ရရင်မတော်သေးဘူးလားဗျာထိုစကားများကြောင့်ဥတာကလေးသည်ရခင်ကထက်အားသင့်သွားလျက်အတန်မထွက်မိအောင်ရဲမိ၏ထို့နောက်သူကင်ထားသောတနက်ကလေးကိုအခန်းထောင်တစ်ထောက်သို့လွှတ်ပြလိုက်လေသည်ကောင်းတယ်ဗျာတိတ်ကောင်းတယ်ကျုပ်ခမားကိုချေးကျူးပါတယ်ဒေါက်တာတောင်းမြိုင်ခမားတိတ်ညံကောင်းတာပဲခမားတိတ်ညံကောင်းတယ်လူသူသည်လက်ကိုဦးတောင်းမြိုင်ရှိရာသို့ဆန်တန်းပေးပြီးနောက်ဦးတောင်းမြိုင်၏လက်ကိုဆွဲယူကစိတ်ရောကိုယ်ပါအားပါတရက်ဖြစ်ညစ်လိုက်လေသည်ထိုချိန်၌အပြင်မှတကားခောက်တန်းကြားရလေသည်ရဲရာရှိတွေရောက်လာပြီထင်တယ်သူသည်တကားကိုသွားရေးဖွင့်လိုက်ရာယူနီဖောင်းအပြည့်စုံဝတ်ထားသောရဲမှုတစ်ယောက်နှင့်နောက်မှရဲသားနှစ်ယောက်တို့သည်အခန်းတွင်သို့ဝင်လာကြလေသည်ဦးသားကလေးကကိုင်ဟောဒီကဆရာဝန်ကြီးနဲ့တကွာရဲမှုကြီးတို့ကိုပါကျွန်တော်ဟောဒီလူကိုတတ်တဲ့အမှုနဲ့အပ်ပါတယ်ဗျာဒီသေးတဲ့လူဟာအင်မတန်နှောက်ယှက်တဲ့လူဗျာဦးသားကလေးသည်အလောင်းကိုလက်ညှိုးထိုးပြ၏ရဲမှုကြီးကတထေးမင်းတကယ်ပြောတာလားဗျာတကယ်ပြောတာပါမောင်ဦးကဘာဖြစ်လို့လိန်ပြောရအောင်မလဲရဲမှုသည်နောက်လိုက်ရဲသားများအားမျက်နှာရိပ်ပြလိုက်ရာရဲသားနှစ်ယောက်တို့သည်လည်းဥသားကလေး၏လက်များကိုတစ်ဖက်တစ်ချက်စီဖမ်းကင်ချုပ်ထားလိုက်ကြလေသည်ထိုည၌ဆရာဝန်ဦးတောင်းမြတ်၏အိမ်ရှိဧကန်အတွင်သို့အစိုးရဆောင်တော်ကြီးဦးအောင်ဘူးဆိုသူဝင်လာရာဦးတောင်းမြိုင်ကခရီးဥကြိုပြုလိုက်ပြီးလျှင်နေရာထိုင်ခင်းများကိုပေးလေ၏ဦးအောင်ဘူးမှာဦးတောင်းမြိုင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေတစ်ယောက်ဖြစ်သည့်အပြင်ဦးတောင်းမြိုင်၏အရေးချင်းကိုတည်ပြီးဖြစ်သည့်အတိုင်းနက်နဲရှုပ်ထွေးသောအမှုအခင်းများ၌ဦးတောင်းမြိုင်ထံမှအကြံဉာဏ်များကိုယူလေရှိ၏ငွေတစ်တာအတွင်းမှာဆေးပြင်းလေးတစ်လိပ်ကိုတဲခင်းပြီးနောက်ဦးတောင်းမြိုင်ကဘယ်နဲ့လဲဆရာကြီးစိုးစမ်းမအောင်ထားထက်ခမားကိုဒီကနေ့မနက်ဦးသားကလေးကပြလိုက်တဲ့ဇလံကလေးအတော်ကောင်းသားလားပဲဗျာခမားကိုဘသူပြောတာလဲကိုဘရွှေကပြောတယ်လေဗျာသူ့ကိုဖမ်းလာတဲ့ရဲမှုကကိုဘရွှေတဲ့တရက်ခန့်နဲ့ကြုတ်တွေ့ပြီးပါပြီသူတက်တာမဟုတ်ပါဘူးဗျာအဲ့ဒီနေ့တမန်နှလုံးသူဟာကုံတယ်ကြီးများအသင်းကအတွင်းရေးမှုအိမ်မှာရှိနေတယ်ဟိုမှာပဲမနက်စာစားတယ်အင်းလေဒီလိုဟာတွေထားပါအောင်ခမားတတေဥတာကတို့ဟာဟန်ဆောင်တလောက်ယူနေတယ်လို့ကြုံမထင်ပါဘူးစုံတော့ဦးအောင်ဘူးကခေါင်းကိုညှိလိုက်ပြီးလျင်ဟုတ်တယ်ဦးတောင်းမြိုင်ကျုပ်လည်းဒီလိုပဲအောင်းမိတယ်ဒီလူကြီးဟာတက်တက်ဟန်ဆောင်နေတာဗျကျုံနားမလဲတာတခုကသူ့ကိုယ်သူဘာဖြစ်လို့အပြစ်ရအောင်လုပ်တယ်ဆိုတာကိုကျုံနားမလဲဘူးဗျသူ့ရာဇဝင်ကိုခမားလေ့လာပြီးပြီလားဒီဟာကဒီလိုဗျတခြားပြစ်မှုတစ်ခုခုကိုကာကွယ်တဲ့အနေမျိုးနဲ့ပြစ်မှုတစ်ခုကိုတာဝန်ယူဟန်ဆောင်သလားမှမသိပဲဗျာဘယ်နဲ့လဲကြုတ်ပြောတာဖြစ်နိုင်တယ်မဟုတ်လားသူအကြောင်းကအပေါ်ယံအမြင်အားဖြင့်ပြောရရင်တော့ဘာမှပြောစရာမရှိပါဘူးငွေကြေးလဲချောင်လဲတယ်အယောင်းဝယ်လဲကောင်းတယ်သူ့တက်တူတွင်ကလည်းမှန်မှန်ထွက်ပြီးဝင်ငွေကောင်းတယ်ဘဏ်မှာငွေလက်ကျန်လဲအတော်များတယ်ဒီတော့ဘာမှပြောစရာမရှိဘူးလို့ဆိုရမှာပေါ့ဒီလိုဆိုရင်တော့ကျုပ်မတွေးတတ်သလောက်ဖြစ်နေပါပြီသူ့ကိုချုပ်မထားဘူးသူ့အိမ်ကိုပဲကျုပ်ပြန်ပို့လိုက်တယ်နှုတ်ပေမဲ့ဆရာဝန်တယောက်နဲ့သူ့ကိုကုဖို့သူ့မိန်းမကိုတော့ကျုပ်အကြံပေးခဲ့တယ်အလုတ်တိုက်မှာလူတက်မှုဖြစ်ပြီးချင်းသူနဲ့ခမားနဲ့တွေ့တဲ့အကြောင်းသူတက်ကြောင်းဝင်ခံပြီးခမားကိုချင်းကြောက်တဲ့အကြောင်းအားလုံးကိုပြောခဲ့တယ်အခုအခြေအနေတိုင်းဆိုရင်ဆရာဝန်တယောက်နဲ့ခေါ်ပြီးကုသဖို့အကောင်းဆုံးပဲမဟုတ်လားဗျာဆ
ရာဝန်ဦးတောင်းမြိုင်ကဆစ်လိတ်ကိုမိငိတ်ကဦးကောင်းကိုညှိလိုက်၏ဒါထက်အခုလူတက်မှုမှာအစနာများမတွေးမိဘူးလားမတွေးမိပါဘူးဦးတောင်းမြိုင်ကျုပ်တို့ရဲဘက်မှာအတော်ကိုကောင်းရှုံနေပါတယ်ပြီးတော့သူ့စရေးမောင်ပါဟန်ကရောတကားဆောင်တဲ့တငယ်ကရောကိုကြီးဝင်သွားပြီးတဲ့နောက်အလုတ်ခန်းထဲကိုဘသူမှမဝင်မထွက်ပါဘူးလို့အစ်စ်ခံကြတယ်သူတို့ကလိန်ပြောမယ်ဆိုရင်လည်းပြောနိုင်တာပေါ့လေနှုတ်ပေမဲ့သူတို့မှလိန်စရာအကြောင်းပါမှမရှိဘူးဗျကျုပ်ဖြင့်သူတို့ဘယ်နည်းနဲ့မှမလိန်ဘူးလို့ထင်တယ်ထို့နောက်ဦးအောင်ဘူးလည်းနှုတ်ဆက်၍ပြန်သွားလေ၏အချိန်မှာ9 နာရီခန့်ရှိပြီဖြစ်၍ပတ်ဝန်းကျင်မှာအတော်ပင်တိတ်ဆိတ်လျက်ရှိနေပြီဖြစ်ရာဦးတောင်မြိုင်လည်းအိယာသို့ဝင်တော့မြည်ပြူရာအိမ်ရှိတကားမှလူခေါ်ခေါင်းလောင်းတန်ကလေးမြည်တမ်းကြရသဖြင့်တကားကိုဖွင့်လိုက်ရာဆရာဝန်ကြီးဦးတောင်မြိုင်နဲ့ခဏတွေ့ခြင်းလိုပါရှင်ဟုမိမတယောက်၏အတန်ကိုကြားရလေ၏အိမ်ထဲကိုဝင်မှဦးတောင်မြိုင်ဆိုတာကြုတ်ပါပဲမိမပြိုသည်လက်ဆွဲတရေအိတ်ကလေးကိုစပွဲပေါ်သို့တင်လိုက်လေ၏အရွယ်အားဖြင့်20ကျော်မြတ်သားရှိသေးမည်ထင်ရသောမိမပြိုလေးမှာမျက်လုံးမျက်ဖန်အားဖြင့်၎င်းကိုလုံးကိုပေါင်းအားဖြင့်၎င်းအချိုးစားပြေပြေကျနာ၍ကြည်လင်အေးမြသောအတန်ဩဇာနှင့်လည်းပြည့်စုံလေသည်။အော်ဒေါက်တာဦးတောင်းမြိုင်ဆိုတာကဦးလေးပဲကိုကျမဖြင့်တွေ့မှတွေ့ပါမလားလို့ရှင်။ကိစ္စကဟုတ်ကဲ့ကျမကဦးတာကတို့ရဲ့မိန်းမပါပဲရှင်။ဟုတ်ပါတယ်ထိုင်ပါလေကလထိုင်ပေါ်မှာထိုင်ပါ။တထေးကတော်လေးမညွန့်ရည်သည်သူဤလှပသောမျက်လုံးဝိုင်းကြီးမှဖြင့်ဦးတောင်းမြိုင်အားကြည့်လိုက်၏ကြည်လင်သောမျက်နှာများမှာမိုးသားများတက်လာသောကောင်းကင်ကဲ့သို့အုံမှန်း၍သွား၏ထို့နောက်တီတိုးတန်ကလေးဖြင့်ကျမလာတာကတော့တခြားကိစ္စမဟုတ်ပါဘူးဆရာရဲ့ကျမအသက်အန္တရာယ်အတွက်ပါစိုးရိမ်နေရပါတယ်ဆရာကယ်နိုင်မယ်မဟုတ်လားယင်တက်နိုင်ရင်တော့ကယ်ပါမယ်ဦးတောင်မြိုင်သည်စေးတံကိုကိုက်လိုက်သည်မညွန့်ရီကအတန်ကိုအနှဲငယ်မြင်လျက်တက်နိုင်လိမ့်မယ်ထင်ပါတယ်ရှင်။ဦးကစိတ်ယောဂါနဲ့ပတ်သက်တဲ့ဆရာဝန်အကြီးဆုံးဖြစ်နေတော့ကျမယောက်ျားဟာယူတယ်ဆိုတဲ့အကြောင်းထုတ်ပေါ်ပြောလိုက်ရင်ဦးရဲ့ထင်မြင်ချက်ကိုဘယ်သူကမှငြင်းဝတ်မယ်မဟုတ်ပါဘူး။ခိတမြရဆိုင်ပြီးနောက်ကျမတို့လက်သုံးဆရာဝန်ကတော့လက်မှတ်ထုတ်မပေးနိုင်ဘူးပြောနေတယ်။သူကလည်းဆရာလိုစိတ်ပညာဘက်မှာပါရဂူပွဲရတာတော့မဟုတ်ပဲကို။သူစိတ်နှောက်တယ်လို့ကြုံမထင်ပါဘူး။မညွန့်ရည်သည်ဖြက်ခနဲဖြစ်သွားသည်ကိုဦးတောင်းမြိုင်သတိပြုမိလိုက်၏မီးရောင်ဘက်မှမျက်နှာတစ်ချမ်းပင်မဲကနေဖြစ်သွား၏မညွန့်ရီကခေါင်းကိုညင်သားစွာလှုပ်ရမ်းပြီးလျှင်သူ့အလုပ်တိုက်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုရဲမှုနဲ့အစိုးရဆောင်တောက်တွေကပြန်ပြောပြတဲ့အတိုင်းဆိုရင်တော့စိတ်နှောက်တာမဖြစ်နိုင်ဘူးလားရှင်ဖြစ်မှာပါပဲရှင်ဦးတောင်မြိုင်သည်စေးတံကိုမင်းကြီးပြီးလျှင်တစ်ချက်နှစ်ချက်များဖွာလိုက်ပြီးနောက်မေကွန်းတစ်ခုလောက်မေးပြရစေတထေးကတော့နှုတ်ပင်မဲ့တထေးကတော့ရဲ့ကိုရေးကိုရာနဲ့ပတ်သက်တဲ့ကိစ္စဖြစ်နေပါတယ်မညွန့်ရည်သည်တစုံတရာညှင်းဆန်ခြင်းမပြုဘဲထိုမေးကွန်းမေးမြည်ကိုကြိုတင်တည်တကဲ့သို့ဦးကောင်းကိုညင်သာစွာညှိလိုက်လေ၏နေပါအောင်တည်တဲ့သူကတထေးမင်းနဲ့ရောမိတ်ဆွေတွေမဟုတ်လားဟုတ်ကဲ့အတော်ပဲအကြွားတဝင်ရှိတဲ့မိတ်ဆွေတွေနော်ဟုတ်ပါတယ်ရှင်ဒီတော့ဥတာကတို့ကသူ့အပေါ်မှာမနာလိုဝန်တိုးဖြစ်ခြင်းလဲဖြစ်မှာပဲမညွန့်ရည်သည်ဧကန်တွင်ခင်းထားသောကော်စောကိုအတန်ငယ်စိုက်ကြည့်လျက်ရှိရမှာမျက်နာကိုရုတ်တရက်မောကြည့်လိုက်ပြီးလျင်ကျမယောက်ျားကဥကိုကြီးကိုသူတတ်မယ်လို့ကျိမ်းမောင်းခဲ့ပါတယ်ဆရာဝန်မင်းရှင်နှုတ်ပေမဲ့သူမတတ်ဘူးဗျမညွန့်ရီသည်တက်ပြင်းချလိုက်၏အော်သူမတတ်ဘူးလားမညွန့်ရီ၏အတန်မှာကွဲအပ်သွားတဲ့ကဲ့သို့ရှိပြီးလျင်မျက်နာမှာလည်းဖြူပတ်ဖြူရောဖြည့်၍သွားကမျက်လုံးများတွင်စိုးရိမ်သောအရိပ်ရောင်များပေါ်ထွက်လျက်ရှိလေသည်ထို့နောက်လေတံဖြင့်ကျမကိုလည်းသူတတ်မယ်လို့ကျိန်ပြောပါတယ်ရှင်မညွန့်ရီသည်နေရာမှခုံရိပ်ထားလိုက်ပြီးလျင်ဦးတောင်းမြ၏လက်မောင်းကိုဖြည့်ညစ်လျက်အိုးဒီဟာတော့ကျမအတွက်တစ်စိတ်လောက်ဆောင်ရွက်ပေးပါဆရာရဲ့ကျမဟာအသက်အန္တရာယ်စိုးရိမ်နေရပါတယ်ဦးတောင်းမြိုင်ကမညွန့်ရီ၏လက်များကိုညှင်းသာစွာဖယ်ရှားပြီးနောက်ထိုင်မှာဒီလောက်မစိုးရိမ်ပါနဲ့အတန်ငယ်ငြိမ်သက်သွားပြီးနောက်မညွန့်ရီသည်ဦးတောင်းမြိုင်၏မျက်နှာကိုမော်၍ကြည့်လိုက်လေသည်ကျမဆရာကိုယုံရပါတယ်နော်ဟုတ်ပါတယ်ထင်တဲ့အတိုင်းပါပဲကျမမိုက်မိပါတယ်ရှင်မိုက်မိတယ်လွန်ခဲ့တဲ့တစ်နှစ်လောက်ကဥကူကိုကြီးဟာကျမအပေါ်မှာမေတ္တာရှိပြီးကျမကလည်းသူ့မေတ္တာကိုလက်ခံခဲ့မိတယ်ကျမတို့အချင်းချင်းအင်မတန်လျှို့ဝှက်ပြီးစာပေးစာယူလုပ်ခဲ့ကြမိတယ်ဒါနဲ့တနေ့တော့ကျမယောက်ျားဟာဒီစာတချို့ကိုတွေ့သွားတယ်ဤနေရာ၌မညွန့်ရီမှာအတန်များပင်တုံ၍လာတော့၏ဒါနဲ့မနေ့ညကစူတော့တာပါပဲရှင်မညွန့်ရီသည်ရှိုက်၍ပင်လာလေသည်သူကဥကိုကြီးကိုညစာစားဖို့ဖိတ်တယ်ရှင်ဒါနဲ့ညစာစားပြီးလို့ဧကန်ထဲပြန်ရောက်ကြတဲ့အခါသူကကျမတို့နှစ်ယောက်ရဲ့ရှေ့မှာ
ပြောင်းဖွင့်ပြီးချတော့တာပဲရှင်သူကကျမကိုကွာဖို့တန်တိတန်ချပြီးပြီတဲ့ဒီတော့ကိုကြီးကလည်းဒေါသထွက်ပြီးနေရာကထသူကလည်းနေရာကထပြီးတယောက်နဲ့တယောက်လက်သီးနဲ့တောင်ထိုးလားကြိတ်လားလောက်ကြပါသေးတယ်ရှင်အတန်ကိုပိုးရနှိပ်လျက်ဦးကိုကြီးဟာအဲ့ဒီကျမတို့စာတွေသွားရှာတော့သေးတာရှင်ဦးတောင်းမြိုင်သည်နှကန်းကိုကြိုက်ခါအတန်ကြာစဉ်းစားလျက်ရှိနေပြီးနောက်ဒါကိုခမားဘလို့သိတယ်လဲမညွန့်ရည်ဒီမတ်တက်ရက်လျက်ရှိရမှလဲကြလူမတက်ဖြစ်သွားဟန်ဖြင့်ကလထိုင်လက်တန်းလေးကိုကန်၍ထားလိုက်လေသည်ကျမသိတာပေါ့ရှင်မညွန့်ရည်ဒီကလထိုင်မော်တွင်ကိုပြစ်ချလိုက်ကမျက်နာကိုလက်ဝါးဖြင့်အုပ်ထားလေသည်ဒီမှာမညွန့်ရည်ခမားဟာဒီစာတွေအကြောင်းအကုန်အစင်ကျွန်တော်ကိုမပြောဘူးကျုပ်ကိုယုံကြည်တယ်ဆိုရင်အဆုံးသက်ထိယုံကြည်ပြီးအားလုံးကိုပြောပြဖို့ကောင်းတယ်အားလုံးအမှန်ကိုတော့ကျမမပြောနိုင်ပေဘူးရှင်ဒါဖြင့်ကောင်းပြီခမားပြောတဲ့အတိုင်းဥတာကတို့ကဒီစာတွေကိုဖတ်ပြီးပြီဆိုရင်ဥကိုကြီးအဖို့ရောခမားအဖို့ရောဘာများအရေးကြီးအောင်မလဲဥတာကတို့ကခမားအပေါ်ဆွဆွဲဖို့ဒီထက်ပိုပြီးလုံလောက်တဲ့တသက်ခံသူ့မှာရှိမှာပေါ့ဦးတောင်းမြိုင်သည်စေးတံကိုမြင်ကြီးလိုက်ပြီးနောက်ဆက်လက်၍ဒါမှမဟုတ်ရင်လေခမားတို့စာထဲမှာရာဇဝတ်မှုတစုံတရာကျူးလွန်ဖို့အထောက်အထားဦးတောင်းမြိုင်ဤစကားမဆုံးမီမညွန့်ရည်သည်ရှိုက်လျက်မိုက်ပါတယ်ရှင်ဥကိုကြီးရောကျမရောနှစ်ယောက်စလုံးပဲယူမိုက်မိကြပါတယ်ဟာဒါကြောင့်ကျုပ်မပြောဘူးလားမညွန့်ရည်သည်ငိုလျက်နှုတ်ပင်မဲ့ဥကိုကြီးဟာတကယ်ဆိုလိုတာမဟုတ်ပါဘူးရှင်ကျမအမှန်ပြောတာပါသူဘယ်တော့မှတကယ်မလုပ်ပါဘူးဦးတောင်းမြိုင်ကသူတကယ်မလုပ်ဘူးဆိုတာလဲဟုတ်ချင်းဟုတ်မှာပေါ့နှုတ်ပင်မဲ့လူတစ်ယောက်ဟာကိုယ့်ရဲ့အလုတ်ဖက်ပါတနာတယောက်ကသူ့လင်ကြီးကိုတပ်ပစ်ဖို့သူ့မိန်းမကိုအကြံပေးတဲ့စာရေးရင်လင်ကြီးလုပ်တဲ့သူကဘလို့ထင်မလဲသူ့ကိုလမ်းရှင်းပစ်ဖို့တကယ်ကြံစီတယ်လို့ပဲမထင်ပေဘူးလားဦးသားကတို့ဟာဒီစာကိုဖတ်ပြီးခမားတို့နှစ်ယောက်ကသူ့အသက်ကိုကြံစီနေတယ်လို့ရိုးသားစွာယုံကြည်နေလိမ့်မယ်မညွန့်ရည်သည်အငိုတက်၍သွားပြီးနောက်တုတ်မြမလှုပ်ချေကျမ်းမြင်ကိုသာငုံ၍ကြည့်ရှုလျက်ရှိလေ၏တခဏမျှငြိမ်သက်စွာရှိနေပြီးနောက်ဦးတောင်းမြိုင်ကဒီစာတွေကိုဘယ်တော့မှဥတာကတို့တွေ့တယ်လဲဒီဟာတော့ကျမမသိပါဘူးရှင်ပထမကတော့သူတွေ့သွားတယ်ဆိုတာလောက်ပဲသိပါတယ်တရုတ်ပြည်ကိုသူမသွားခင်2လ3လလောက်ကပဲတွေ့မလားမပြောတတ်ဘူးဘာဖြစ်လို့လဲဆိုတော့တရုတ်ပြည်သွားကနီတောင်ကျမကိုစကားကောင်းကောင်းမပြောဘူးနှုတ်ဆက်လည်းမသွားဘူးရင်းကဲ့သို့ဥတာကတို့ခိတ္တမြခရီးထွက်နေခြင်းကိုပင်မညွန့်ရည်သည်သူချစ်သူနှင့်အခွင့်အရေးယူကာရှိနေပေလိမ့်မည်ဦးသာကတို့ကထိုအချိန်ကပင်မိမိ၏ဇနီးတဲ့ဤဖောက်ပြန်မှုကိုသိရှိဟန်တူ၏မိတို့ပင်ဖြစ်စေဦးသာကတို့သည်ထိုအချင်းရာများကိုထုတ်ပေါ်ပြောဆိုခြင်းမပြုဘဲမျိုးသိပ်၍ထားခဲ့သည်ဟုဦးသားမြိုင်ကယူဆမိ၏ဥကိုကြီးဟာဒီစာတွေကိုတွေ့မသွားပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့အလောင်းကိုရှာတော့ကကြုတ်ရှိသားပဲ။ဘာစာမှမတွေ့ရပါဘူး။ဟုတ်ပါတယ်ရှင်။သူ့ကိုအိမ်ပြန်ဖို့တဲ့စုံတော့အရာရှိကပြောလို့ကျမလည်းသိပါတယ်။ကျမစိုးရိမ်တာကရဲရာရှိတွေဒီစာတွေကိုတွေ့သွားရင်မနှက်ပြန်ရုံးမှာတင်ပြတော့မှာပဲ။မညွန့်ရည်ဒီသူဤခါထဲမှာဖြတ်ကနေတော်တဲ့တစ်ခုကိုထုတ်ယူလိုက်ပြီးနောက်ဦးတောင်းမြိုင်အားပြလိုက်လေသည်။ဒီစာတွေကိုဒီကနေ့ညကျမရအောင်သွားယူမယ်ရှင်ဆရာဝန်ကသူ့ကိုစောစောအိပ်ဖို့ပြောတာနဲ့ဒါကြောင့်ဒီကိုထွက်လာခဲ့တာရုံးဆောင်တရဝံကိုလည်းအလုတ်တိုက်ကိုအခုညတွင်ချင်းကျမလာခဲ့မဲ့အကြောင်းတန်ကျိုးဆက်ပြောပြီးပြီသူ့ကိုစိတ်ချရတာမဟုတ်ဘူးဆရာရဲ့ရဲဘက်ကိုဒီစာတွေအကြောင်းအချိန်မရွေးသူကသတင်းပေးခြင်းပေးမှာဒီစာတွေဟာသူ့အလုတ်တိုက်မှာမုတ်ချရှိတယ်ဆိုတာကျမသိတယ်အိမ်မှာကျမနှက်အောင်ရှာပြီးပြီမညွန့်ရည်ဒီအလုံးကြောက်လွန်တုံယုံလျက်အားငယ်သောမိန်းမတစ်ယောက်အဖြစ်မှာခွန်အားပလပြည့်စုံသောယောက်ျားကြီးတစ်ယောက်တစ်ဖွဲမမမတ်ရက်လိုက်၏ဖြူပတ်ပြူရရှိသောပါးများမှာသွေးရောင်ဖြင့်လွှမ်းသွားတော့၏တစုံတစ်ခုကိုရဲရဲဝံ့ဝံ့ပြုလုပ်တော်မူဟန်ရှိ၏တစ်ဖက်တွင်လည်းလင်းကြီးနှင့်အခြားတစ်ဖက်တွင်ချစ်သူတို့မှာသူဤဘဝစက္ကုံတွင်အစားထိုးလဲလှယ်၍ရနိုင်သောအယုတ်ကလေးများတပွဲထင်မှတ်နေခြင်းဖြစ်လေသလိုဟုဦးတောင်းမြိုင်ကစဉ်းစားမိ၏သူသည်မိသူကိုမျှငှဲ့ကွက်ထောက်ထားခြင်းမရှိမိမိ၏ကိုကြိုးကိုသာကြည့်တဲ့သူတစ်ယောက်ဖြစ်၏သူယောက်ျားသည်စိတ်မနှံ့သူတစ်ယောက်ဖြစ်ကြောင်းဆေးစာတွင်လက်မှတ်ရေးထိုးထောက်ခံပြီးဆရာဝန်တဦးဦးရှိကရှေ့အဖို့မြည်မြလောက်စိတ်ဝင်စားပွဲကောင်းသောအရာမျိုးကိုပြုလုပ်အောင်မည်နည်းဟုဦးတောင်းမြိုင်ကတွေးတောမိ၏ထိုအချိန်တွင်စပွဲပေါ်မှတယ်လီဖုန်းနီလာသဖြင့်ဦးတောင်းမြိုင်လည်းသွားရောက်နားထောင်လေသည်ဟယ်လိုဗဘဲတန်းဌာနကလားဟုတ်ပါတယ်ဦးတောင်းမြိုင်လားခမ
ဟုတ်ပါတယ်ကျွန်တော်ပါပဲဘာများအကြောင်းရှိလို့ပါလဲတရားခံဥတာကတို့ကိုညနေစောစောကအိမ်ပြန်ပို့လိုက်ပြီးမှအခုဌာနကိုပြန်လာပြီးသူ့ကိုယ်သူအပ်နေပြန်တယ်ဟုတ်လားဟုတ်ကဲ့ဆရာကြီးတစ်စိတ်လောက်ကြွခဲ့စီခြင်းပါတယ်ဟုတ်ပါပြီလေလာခဲ့ရတာပေါ့ဦးတောင်မြိုင်သည်မညွန့်ရီထံချက်ချင်းပြန်လာပြီးလင်အကျိုးအကြောင်းပြောပြလေသည်မညွန့်ရီသည်ဝမ်းမြောက်တဲ့ကဲ့သို့မျက်နာကလေးနီးများလန်းဆန်း၍သွားလေသည်ဟုတ်ပါတယ်သူကောင်းကောင်းကြီးစိတ်မနှံ့တော့ပါဘူးဆရာဘယ်နဲ့လဲဆရာသူအခုစိတ်မနှံ့ကြောင်းလက်မှတ်ထိုးပေးနိုင်ပြီမဟုတ်လားဦးတောင်မြိုင်သည်တစုံတရာအပြေမပေးဘဲမညွန့်ရီအားစူးစူးဆိုင်ကြည့်လိုက်ခါဈေးတံကိုခဲလျက်ရှိနေလေ၏အလုတ်တိုက်ကိုခမားအခုသွားမယ်ဆိုတာယူတဲ့အကြံပါပဲလာပါလေဆရာကားနဲ့လိုက်ပို့ခဲ့ပါမယ်အိမ်ကိုဝင်ပြီးပို့ပေးပါမယ်မလိုက်နိုင်ဘူးဆရာဒီကိစ္စဒီညအပြီးဖြတ်မှဖြစ်မယ်မနှက်ပြန်ဆိုရင်နောက်ကျသွားပြီဆေးတံကိုမီးညီပြီးနောက်ဒီလိုညာကြီးမင်းကြီးအလုတ်တိုက်ကိုတကားဖွင့်ပြီးဝင်တယ်ဆိုရင်လူများကမတင်ကားဆရာဖြစ်လိမ့်မယ်ဆိုတာမတွေးမိဘူးလားဘာဖြစ်လို့မတင်ကားဖြစ်ရမှာလဲဆရာရဲ့ကျမယောက်ျားအသက်ခံရတာမှမဟုတ်ပဲဟုတ်ပါတယ်မနှက်ပြန်လဲကြာရောခမားလုတ်တယ်ဆိုတာခမားယောက်ျားလဲတည်ရောမနှက်ပြန်ကြတော့ဘာရေးကြီးလဲဆရာရဲ့သူလဲလက်ထိတ်နဲ့စိတ်ယောဂါစေယုံရောက်နေမှာပဲပြီးတော့ကျမလဲဒီဒုက္ခမီတွေမငြိမ်းခင်တော့ပြန်ပြီးကျမအမနဲ့ခဏသွားနေအောင်မယ်လို့စိတ်ကူးထားတယ်ဘယ်နည်းနဲ့မဆိုဒီစာတွေကိုမီးရှို့ပြီးမှကျမမှလုံခြုံမှုရမယ်ဆရာဝန်ဦးတောင်မြိုင်မှာမညွန့်ရီအားတားဆီး၍မရသဖြင့်တကားကိုဖွင့်ပေးလိုက်ရာမညွန့်ရီမှာဖြက်လက်သွက်လက်သောခြေလမ်းများဖြင့်ထွက်သွားပြီးလျှင်မြဲထားတစည်းပေါ်သို့တက်သွားလေ၏နောက်အတန်ကြာသောအခါဦးတောင်မြိုင်သည်ဒရိုက်ဘာအားကားပြင်စေပြီးလျှင်အဝတ်စားလဲလှယ်ပြီးနောက်မြို့ထဲသို့လာခဲ့လေ၏ပပဲတန်းကတ်သို့ရောက်ရှိသောအခါအစိုးရဆောင်တာဦးအောင်ဘူးကဦးတောင်မြိုင်အားစီကြိုလေသည်ကျုပ်ဖြင့်ဒီအမှုမျိုးမတွေ့ဘူးပါဘူးဗျာဒီလူကသူတက်တယ်ဆိုတာငင်းကိုမငင်းဘူးတို့ပဲမဲ့သူမတက်တာအမှန်ဖြစ်နေတာရှိတယ်သူ့အပေါ်မှာဘာသက်သေကံမှလည်းမရှိဘူးဒီအချိန်တစ်ချိန်လုံးသူဒီနေရာတစ်ဝိုက်မှာမရှိဘူးအဝေးကြီးမှာရောက်နေတယ်ဦးတောင်းမြိုင်ကဒီလိုရှိတာကိုဦးအောင်ဘူးရဲ့ဥကိုကိုကြီးဟာသူ့ကိုယ်သူတက်သေးတာမဟုတ်ဘူးလူတက်လို့သေးတာဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကလည်းအမှုဖြစ်ပွားတဲ့နေရာကိုဘယ်သူမှဝင်တာထွက်တာမတွေ့ရဘူးဒီတော့ဒီအခန်းထဲကိုဝင်ဖို့ထွက်ဖို့အချက်အလက်နားလည်တဲ့သူတယောက်သာတရားခံဖြစ်ရမယ်ဆိုတဲ့သဘောတရားရှိတယ်နောက်ဆုံးမှာလူတယောက်ဟာအခင်းဖြစ်ပွားစဉ်ကသူတခြားနေရာမှာရှိတယ်ဆိုတဲ့အချက်ခိုင်လုံနေရင်သူ့အပေါ်တန်တရားကင်းသွားအောင်လုပ်တဲ့နည်းတစ်မျိုးမဟုတ်ဘူးလားဗျာဦးအောင်ဘူးကသူဟာမှုခင်းဖြစ်ပွားတဲ့အချိန်မှာတမိုင်းမှာနေတဲ့ကုန်သည်ကြီးများအသင်းစက္ကထရီနဲ့အတူတူရှိနေတယ်ဟိုမှာပဲမနှက်စာစားတယ်အခင်းဖြစ်ပွားပြီးတဲ့အချိန်လောက်မှကုန်တယ်လန်းကသူ့အလုပ်တိုက်ကိုရောက်လာတဲ့ဆိုတဲ့တပ်တေကန်တွေဟာကျုပ်တို့မှာထင်ထင်ရှားရှားကြီးရှိနေတယ်ဗျအတော်တော့ကောင်းရှုပ်စရာကောင်းတဲ့အမှုပဲပေါ့ထို့နောက်စုံတော့ကြီးဦးအောင်ဘူးသည်တရားခံအားမိမိတို့ရှေ့သို့ခေါ်ထုတ်ခဲ့ရန်အမိန့်ပေးလိုက်လေသည်ဦးတာကတို့သည်နောက်မှရဲသားတယောက်စောင့်ရှောက်ကဆရာဝန်ဦးတောင်းမြိုင်နှင့်စုံတော့ဦးအောင်ဘူးရှေ့သို့တွက်လက်သောခြေလမ်းများဖြင့်ရောက်ရှိလာလေသည်သူသည်စုံတော့ဦးအောင်ဘူးနှင့်ဆရာဝန်ဦးတောင်းမြိုင်အားဦးညွတ်အယိုသေးပြုလိုက်သေး၏သို့သောသူ့အားစစ်မေးရ၌သူ၏ထွက်ဆိုချက်မှာအလုတ်တိုက်၌ပြောဆိုခဲ့သည့်အတိုင်းပင်ဖြစ်လေသည်ခမားတို့ကြုတ်ပြောတာမယုံတော့အခက်သားပဲဘာလဲခမားအလုတ်တိုက်ထဲကိုဝင်ဖို့မလွယ်ပေါက်ရှိတယ်ပါတယ်ဆိုတာလားစုံတော့ဦးအောင်ဘူးကကြားဖြတ်လျက်အိုးကျုပ်တို့တနေ့လုံးခမားထွက်ချက်အမှန်မှန်လိုက်ရှာပြီးပြီဘာယုံမလဲခမားပြောတာတွေတခုမှမမှန်ဘူးဦးတောင်မြိုင်သည်ဦးသာကတို့ဤမျက်နှာကိုစိမ့်စိမ့်ကြီးအကဲခက်လျက်ရှိ၏ဟန်ဆောင်သောသူဤစကလုံးများနှင့်ဦးသာကတို့ဤမျက်နှာထားကကွာခြားလာတော့၏ဦးတောင်မြိုင်သည်ဦးသာကတို့ဤအင်ကြီးတထောင်စစ်တွင်တွေ့သောတစုံတရာကိုမြင်ရသဖြင့်မျက်လုံးများပြူးထွက်မတက်စိုက်ကြည့်လျက်ရှိ၏ဦးသာကတို့သည်ဦးတောင်မြိုင်ဤမျက်နှာကိုလှမ်း၍ကြည့်လိုက်မိသဖြင့်သူဤမျက်နှာမှာလူသေးမျက်နှာကဲ့သို့တခါတည်းဖြူရော်၍သွားလေသည်ဆရာဝန်ဦးတောင်မြိုင်သည်နေရာမှခုံ၍ထားကဖမ်းပြိုသူ့ကိုဖမ်းပြီးတော့ဦးကိုကိုကြီးကိုတတ်တာသူပဲချက်ချင်းပင်ဦးသားကတို့မှာလက်ထိတ်ခတ်ပြီးဖြစ်နေလေရာဦးတောင်မြိုင်သည်ကိုင်းလာပြိုကျုပ်တို့မညွတ်ရီနောက်ကိုလိုက်သွားကြရလိမ့်မယ်မဖြစ်ဘူးလားဗျာဦးအောင်ဘူးမြန်မြန်ဟုဟစ်အော်ကဌာနအပြင်သို့ပြေးထွက်သွားလေ၏
ဦးအောင်ဘူးလည်းအံ့အားသင့်ကဦးတောင်းမြိုင်နောက်သို့လိုက်ပါသွားရလျာဌာနရှိတွင်ရထားသောဦးတောင်းမြိုင်၏ကားပေါ်သို့ခုန်တက်မိကြသောအခါဘဲကူလဲဗျဦးအောင်ဘူးပြောသည်ကိုဂယုမဆိုင်နိုင်ပဲကားမောင်းသမားအားကားဟေကုံတယ်လန်းကိုမောင်းကွာမြန်မြန်ဟေမြန်မြန်ကားကလေးသည်ဝီကနေမောင်းထွက်သွားလျာပန်းဆိုးတန်းခွေတွင်အရှိန်လွန်ကအရှိတ်ဘက်မှမောင်းလာသောလော်ရီကားကြီးအားလက်ရဘက်ပြီးဖြင့်ဝင်၍တိုက်မြေပြုတ်ပြီးမှဒရိုက်ဘာဤကျင်းလဲမှုကြောင့်နှစ်လက်မှအကွာခန့်မှလွတ်မြောက်သွားလေသည်ဦးသားကတို့အလုတ်တိုက်ရှိသူရောက်သောအခါပရိတ်အုပ်လိုက်သောကားကလေးမှမရက်မီဦးတောင်းမြိုင်သည့်ကားပေါ်မှခုန်ဆင်းပြီးနောက်ပေါ်တက်ရာလီကားစီသို့ပြေးသွားရာဦးအောင်ဘူးမှနောက်မှလိုက်ပါသွားလေသည်ညဆောက်တရဝမ်းသည်လက်နှိပ်တံမီကိုကင်ကလီကားချေရင်၌စောင့်ကြက်လျက်ရှိလေ၏ဦးတောင်းမြိုင်သည်တရဝမ်းအားမေးသဖြင့်အလုတ်တိုက်ခန်းအတွင်း၌တတေးကြော်လေးမညွန့်ရည်ရှိနေကြောင်းတရဝမ်းကပြောပြလေသည်ဦးတောင်းမြိုင်နှင့်ဦးအောင်ဘိုးတို့သည်တရဝမ်းထံမှလက်နှိပ်တံမီကိုယူ၍လှေကားမှလျင်မြန်စွာတက်သွားသောအခါတရဝမ်းလည်းနောက်မှလိုက်ပါသွားလေသည်ဧကန်ခမ်းမဆောင်တကားသို့ရောက်သောအခါဦးတောင်းမြိုင်သည်တကားကိုဖွင့်ကြည့်၏သို့သောတကားမှအတွင်းမှတော့ပိတ်ထားလေသည်အတွင်းမှတော့ခတ်ထားသောအခါအပြင်မှတော့ဖြင့်ဖွင့်မရကြောင်းတရဝမ်းကပြောလေသည်တရဝမ်းကနှိမ့်လဲကပင်လူတက်မှုဖြစ်ပွားခဲ့သောအခန်းတကားအနီးသို့ချင်းကပ်ရန်ကြောက်ရွံ့လျက်ရှိအခန်းကိုဖွင့်၍မရနိုင်သောအခါဦးအောင်ဘူးကတရဝမ်းအားပစိန်တလက်တော်၎င်းတန်ချောင်းတစ်ချောင်းတော်၎င်းယူခဲ့ရန်အမိန့်ပေးလိုက်သဖြင့်တရဝမ်းလည်းအောက်ထပ်သို့ပြေးဆင်းသွားလေ၏ထိုအချိန်တွင်အခန်းတွင်မှမီးရောင်ကဲ့သို့လက်ခနဲမြင်ရလိုက်လေ၏ရှိတဲ့ဦးတောင်းမြိုင်အထဲကလက်ခနဲမီးရောင်မြင်လိုက်ရတယ်ဘာလို့နေတယ်လဲမသိဘူးဘာလို့နေမလဲစာတွေကိုရှာနေမှာပေါ့ကျဲလောင်သောအတန်ဖြင့်ဆက်လက်၍မညွန့်ကြီးတကားကိုမြန်မြန်ဖွင့်ပါတရုတ်နှစ်ရုတ်ကြီးနာကိုမကတ်နဲ့တော့ပြောတာကြားရလားဖွင့်ပါတော့ဦးတောင်းမြိုင်သည်တော့ပေါက်မှကတ်၍နာကတ်ကမချင်မရဲရှိနေလေ၏နားထောင်စံပြူဦးအောင်ဘူးအထဲကခြေတန်းကြတယ်ထိုချိန်တွင်အတွင်းမှခြေတန်းများမထင်မရှားကြရပြီးနောက်လက်ခနဲမီးအောင်တစ်ခုကိုတကားကြမှမြင်လိုက်ရပြန်လေသည်တရဝမ်းသည်အပေါ်သို့ပြန်၍တက်လာပြီးနောက်တကားဖွင့်ရန်ပစိန်တော်၎င်းတန်ချောင်းတော်၎င်းမရနိုင်ကြောင်းပြောကြလေသည်။ကိုင်ဒီလိုကြည့်နေလို့တော့မဖြစ်ဘူးပြဦးအောင်ဘူးကိုလုံးရိုက်ပြီးအတင်းဖွင့်ကြဆိုရဲ့ကျုပ်တို့၃ယောက်အားပဲဗျာဒီတကားမခံနိုင်တော့ပါဘူး။တို့နှင့်၃ဦးသားတို့သည်ဒုတလက်မခန့်ရှိသောတကားကြီးကိုညီညာစွာတစ်ချိန်နဲ့ပခုံးနှင့်စောင့်၍တိုက်တွန်းလိုက်ရာအတွင်းမှပတ်တာပြုတ်ထွက်သွားပြီးနောက်အခန်းတွင်းသို့လဲကျသွားကြလေသည်ထို့နောက်လဲကျရာမှထကဦးတောင်းမြိုင်သည်လက်နှိပ်တံပြီးဖြင့်ရှေ့သို့ထိုးကြည့်လိုက်ရာအောက်ပါတရံကိုတွေ့မြင်ရလေသည်ဆိုဖူးကတရုတ်နှက်ရုပ်ကြီးတင်ထားသောပလင်ကဲ့သို့ခုံကြီး၏တတိယအဆင့်အပေါ်၌ကမညွန်ရည်သည်မတက်ရက်ကသူ၏လက်ဝဲဘက်ရင်အောင်ကိုလက်ရဘက်လက်ဖြင့်ဖိနှိပ်ကရှေ့တိုးနောက်ငင်ရိမ့်ရိုင်လျက်ရှိ၏ဦးတောင်းမြိုင်သည်မညွန်ရည်ရှိရာသို့ပြေးသွားရာအချိန်ကနောက်ကျခဲ့လေပြီမညွန့်ရည်သည်အယုတ်ကျိုးဖြတ်ချလိုက်ပြီးတကယ်သို့တတိယအဆင့်ပေါ်မှကျမ်းမြင်ကြောက်ပြပေါ်သို့တခါတည်းလဲကျသွားလေသည်ဦးတောင်းမြိုင်သည်မင်းကလေးအားယူရစွာထွေးပွေကြည့်မိ၏မညွန့်ရည်အသက်မရှိတော့ချေရင်အုံတွင်ရှိသောဒဏ်ရာမှသွေးများပန်းထွက်လျက်ရှိ၏စုံဒဦးအောင်ဘူးသည်အလောင်းကိုငုံကြည့်ကဒဏ်ရာချင်းလည်းအတူတူပဲသေပုံချင်းလည်းအတူတူပဲပါကလားပြိုဟုတ်တယ်ဗျာလက်ချက်ကတဦးတည်းသောလက်ချက်ပဲကိုဘယ်သူလက်ချက်လဲဦးတာကလေးလက်ချက်လေဟင်မဖြစ်နိုင်တာခမားရှိမှာပဲသူ့ကိုအချုပ်ခန်းထဲမှာကြုတ်ထည့်ခဲ့တာပဲသူကိုယ်တိုင်တော့ဘယ်ဟုတ်မလဲဗျာသူ့ကိုယ်စလဲကလှုပ်တာဖြစ်မှာပေါ့နှုတ်ဝင်မဲ့ကျုပ်စိတ်ထင်ပြောရတာလေတက်အပ်တော့မပြောနိုင်သေးဘူးထို့နောက်ဦးတောင်းမြိုင်သည်အခန်းတွင်းသို့ဓာတ်မီးများကိုတရဝမ်းအားဖွင့်စေပြီးရင်တရဝမ်းအားကလထိုင်တစ်လုံးကိုယူခဲ့စေ၏ထို့နောက်ကလထိုင်ကိုတရုတ်နှရုပ်ကြီးနဘေးတွင်ထားစေပြီးလျင်အယုတ်ရှိသို့မရောက်အောင်ကိုပေးတိုင်နေ၍လက်ရဘက်အန်ဆွဲတွင်တထားသောခလုတ်ကလေးကိုနှိပ်လိုက်လေ၏ထိုအခါလျှက်စစ်တက်ခလုတ်ဖြင့်ပြုလုပ်ထားသောအန်ဆွဲကလေးသည်တောက်ခနဲပွင့်လာသည်နှင့်တပြိုင်နက်တရုတ်နှရုပ်၏ရင်ဝအလဲတဲစီမှာရှဲကနေအတန်တစ်ခုကိုကြားလိုက်ရ၏အသွားတရောင်ခန့်ရှိသောဓမြောင်တစ်ခုသည်မွေတကောင်၏ရှာကဲ့သို့ရုတ်တရက်ထွက်လာပြီးနောက်လျှက်တစ်ပြက်အတွင်း၌ပင်ပြန်၍ဝင်သွားလေ၏ဦးတောင်းမြိုင်က
ဦးတာကရိုးကလွတ်ထားတဲ့ကိုယ်စားလှယ်ဟာသူပါပဲဗျာပထမတော့ကြုတ်တဲပြီးတော့မထင်ဘူးအယုတ်ကိုလည်းတေးသေးချာချာမကြည့်မိဘူးအခုမှကြည့်မိတယ်နှုတ်ပေမဲ့ဦးတာကရိုးရဲ့အင်ကြီးတရောင်စင်မှာရွှေမုံတွေကတ်နေတာမြင်လိုက်ရတော့မှကျုပ်စိတ်ကူဟုန်နေပြီဆိုတာကိုတတိချယူဆမိခဲ့တယ်အတော်လဲအကြံပတ်ဆက်တဲ့လူပဲကိုဦးတောင်းမြိုင်ကဒီလိုကိုပြဥတာကရိုအယောင်းဝယ်ကိစ္စတစ်ခုနဲ့တရုတ်ပြည်မသွားခင်ဥကကိုကြီးကမညွန့်ကြီးကိုပေးတဲ့စာတွေကိုသူတွေ့တော့တာပါပဲဗျာစာထဲမှာတော့သူတို့အချစ်ဇလန်လှလှကြီးခင်းနိုင်အောင်ဥတာကရိုကိုလမ်းရှစ်ပစ်လိုက်ရင်ကောင်းမယ်အကြောင်းမညွန့်ကြီးကိုသွေးဆောင်တဲ့စာတွေတချို့ပါမှာပေါ့ဒါနဲ့မင်းညကသူ့စီကစာတွေရှိတဲ့အကြောင်းဖွင့်ပြောလိုက်တော့ဥကကိုကြီးကဒီလိုဆိုရင်သူ့ပေါ်မှာရောမညွန့်ကြီးအပေါ်မှာရောအမှုပတ်တော်မယ်ဆိုပြီးစာတွေကိုပြန်ရအောင်ရှာတာကိုဗျစာတွေဟာအိမ်မှာမထားတဲ့အကြောင်းမညွန့်ကြီးကလည်းဖွင့်ပြောထားတော့ဧကန္နအလုတ်တိုက်မှာရှိရမယ်လို့မုတ်ချထင်ပြီးဒီကနေ့မနက်ဥကကိုကြီးလာအရှာမှာနတ်ရုပ်ကြီးလက်ချက်နဲ့တေရှာရတာပေါ့တစ်တာတွေအန်ဆဲတွေထဲမှာမရှိလေတော့နတ်ရုပ်ကြီးရဲ့နောက်ခံတကယ်မှာကတ်ထားတဲ့အန်ဆဲကလေးနှစ်ခုကိုသွားမြင်တာကိုတခိုးလိုလာပြီးရှာတဲ့သူဟာဒီလောက်ခဲရင်တဲ့နေရာမျိုးလောက်တော့မတွေ့ပဲနေပါမလားအန်ဆဲကလေးနှစ်ခုကလည်းကြည်ပါလားဘလောက်ပစ္စည်းဝတ်စရာကောင်းတဲ့နေရာလဲဦးတောင်းမြိုင်သည်စေးတံကိုမြည်ညှိလိုက်ပြီးနောက်ဆက်လက်၍သူဆင်လိုက်တဲ့အလုံးခမားစဉ်းစားကြည့်လေကျုပ်ကိုဒီကနေ့12နာရီကြော်လောက်မှသူ့အလုပ်တိုက်ကိုရောက်အောင်လာခဲ့ဖို့ခေါ်တယ်ပြီးတော့ခမားတို့ကျုပ်တို့ကိုသူထင်စေချင်တာသူဟာစိတ်မနှံ့ဘူးလို့ထင်စေချင်တယ်ပြီးတော့အခုဒုတိယလူသေးမှုမှာလည်းဒီစာတွေကိုဥပကိုကြီးမရရင်မညွတ်ရီအိမ်ကိုထွက်သွားတာဟာသူ့အလုပ်တိုက်မှာဒီစာတွေကိုမညွတ်ရီသွားရှာပြီးဆိုတာကိုမုတ်ချသေးတယ်ဒါကြောင့်သူ့ကိုယ်သူဌာနပြန်လာပြီးအပ်တယ်မဟုတ်လားသူ့အကြံကဒီလိုကိုဦးအောင်ဘူးရဲ့ကျုပ်တို့မျက်စိအောက်မှာရှိနေတော့မညွန့်ကြီးဟာဒီနေရာမှာဒီလိုတရားနဲ့တည်သွားရင်ပထမအမှုအတွက်သူ့ပေါ်သင်္ကာမကင်းရှိခဲ့ရင်တော့ဒီမသင်္ကာတဲ့အချက်ပြောက်သွားမယ်တော်တော့ကြံကြံဖန်ဖန်စွန့်စားတဲ့လူတစ်ယောက်ပေါ့မယားရောလင်ငယ်ရောကိစ္စလဲတုံးအောင်သူ့အပေါ်လဲတန်တရားမရှိအောင်ပထမအမှုကိုသူတက်ပါတယ်ဆိုပြီးယူကျင်ဟန်ဆောင်ပြီးဝန်ခံတာပေါ့ဘယ်နဲ့လဲကျုပ်ပြောတာလိပ်ပတ်လဲသွားပြီလားရှင်းပါပြီဗျာဟာတော်တော့ကြံပတ်ဆက်တဲ့သူပဲဒါမှလည်းသူ့ပေါ်တန်တရားကင်းတော့မပေါ်ဗျာဥကကိုကြီးကိုသူတက်တယ်လို့ဝန်ခံတာဟာသူစိတ်မနှံ့လို့သာဝန်ခံတယ်လို့ကျုပ်တို့ကထင်နေပြီးသူ့ကိုအချုပ်ခန်းထဲထည့်ထားတော့မညွန့်ကြီးကိုဒီလိုတရားမျိုးနဲ့တည်နေတာတွေ့ရပြန်တော့ဘသူကသူ့အပေါ်မှာထင်အောင်တော့မှလဲအတော်တက်နိုင်တဲ့လူတယောက်တိုင်းပြည်အကျိုးရှိအောင်ဒီလိုအုံနောက်မျိုးနဲ့ကြံလိုက်ရရင်တော့ဓာတ်ထက်အယုတ်ကြီးကလည်းဗျာကြံကြံဖန်ဖန်သူဘလို့များတွေ့ပြီးဝဲခဲ့တယ်မပြောတတ်ဘူးကျုပ်ကြားဘူးတာကတော့တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာရှေးအခါကဟန်အဆက်နွယ်ဖြစ်ခဲ့ဘူးတဲ့ရှေးတရုတ်တိုင်းရင်းသားလူမျိုးတစ်မျိုးရှိတယ်။အဲ့ဒီလူမျိုးဟာနတ်ရုပ်နဲ့တရားစီရင်တဲ့ဆိုတဲ့ရှေးအစဉ်လာတစ်ခုရှိတဲ့အရင်ကတော့ဓာဟာအပြင်ကိုထွက်တဲ့နေရာမှာအယုတ်ထဲကတော့ပေးထားတဲ့တံပတ်နဲ့လှုပ်ထားတယ်။အခုခေတ်မှာတော့လျှက်စစ်တပ်တွေပေါ်လာတော့အန်ဆဲကလေးပေါ်မှာရှိတဲ့ခလုတ်ကိုနှိပ်လိုက်တာနဲ့တပြိုင်နက်အန်ဆွဲလဲပွင့်ဓာလည်းအပြင်ထွက်လာအောင်စီမံထားတာပေါ့ဗျာလူတက်မှုရာဇဝင်မှာမှတ်တမ်းတင်လောက်အောင်အမှုစားတစ်ခုကျုပ်တို့စာအုပ်ကြီးတဲ့တိုးလာပြန်ပြီပေါ့လေဟုတ်ကဲ့ပါရှင်ဆရာကြီးတကုံရွှေမြရဲ့နှစ်ထပ်ကွမ်းလူသိမှုဇလန်လေးဟာပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်အဆုံးထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်